ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ပြီးတော့ဘဝအာမခံချက်တစ်ခုကိုပါရစေရမယ်လုပ်ငန်းခွင်တစ်ခုနဲ့လက်တွဲရမယ်ဆိုရင်သိစိတ်ဝင်စားလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Glazy Mobile ရဲ့ founder ကိုအောင်ချိုးဦးပါဒီနေ့ post လေးကတော့အလုပ်ခေါ်စာ post လေးဖြစ်ပါတယ် Photoshop အကျွမ်းကျင်တဦးလိုပါတယ် Photoshop level ကတော့ beginner နဲ့ကျွန်တော်တို့ middle လောက်ဆိုရင်အဆင်ပြေပါပြီနောက်ထပ် phone စေးအယောင်းသမား2ဦးအလိုရှိပါတယ်နောက်ထပ်ထပ်ပြီးတော့ phone accessory phone အပိုပစ္စည်းအယောင်းသမား2 post ပေါ့2ဦးအလိုရှိပါတယ်အယောင်းသမားတွေရဲ့ skill ကတော့စေတကက်တွေကိုပြည့်မီအောင်ရောင်းချနေပြီး customer ကိုချိုးသားစွာပြောဆိုနိုင်တဲ့ဝန်ထမ်းချင်းချင်းလည်းဆက်ဆံရေးကောင်းမွန်တဲ့အခြေအနေအထိကျွန်တော်တို့အဆင့်ရှိရင်ရပါပြီဖုန်းအယောင်းသမားတွေအတွက်ကတော့လာရောက်လျှောက်ထားသူအနေနဲ့ဖုန်းနည်းပညာပိုင်းဆိုင်ရာ software ပိုင်းတွေကိုအနေအချင်းတော့ကျွန်တော်တို့တီးခေါက်မိတဲ့သူတွေဖြစ်ရမယ်ပြီးတော့ accessory အယောင်းသမားတွေအနေနဲ့ကလည်းဖုန်း accessory ပစ္စည်းလေးတွေအတွက်စိတ်ရှည်ရမယ်ပြီးတော့ကျွန်တော်နည်းပညာပိုင်းမှာလည်းလေးလာမှုနဲ့အားကောင်းရမယ်ရောင်းချတဲ့နေရာမှာလည်း customer ကိုစိတ်ရှည်မှဖြစ်ပါမယ်အဲ့ဒါလေးဆိုတော့ကျွန်တော်လာရောက်လျှောက်ထားလို့ရပါပြီဂျန်နာအနေနဲ့ကတော့ voice and guest ပေါ့နော်ကြားရောမာရော gay ရော lesbian ရောကျွန်တော်ဂျန်နာ၄မျိုးစလုံးလျှောက်ထားနိုင်ပါတယ်လာပြီးတော့အသက်အရွယ်ကတော့ကျွန်တော်18နှစ်ကနေပြီးတော့28နှစ်ထိလာရောက်လျှောက်ထားနိုင်ပါတယ်ပညာအရေးချင်းအနေနဲ့အနည်းဆုံး10တန်းအောင်မြင်ပြီးသူဖြစ်ပြီးတော့ပေါ့နော်အနည်းဆုံး10တန်းအထိတော့ကျွန်တော်တို့ရောက်တဲ့သူတွေလည်းလာရောက်လျှောက်ထားလို့ရပါတယ်လျှောက်ထားတဲ့ post ပန်ရှင်ဒီဝန်ထမ်းလေးတွေအတွက်ကတော့ကျွန်တော်တို့ရုပ်ရည်လေးတွေအသင့်နဲ့ရှိပြီးတော့စမတ်ကြဝက်စားနေထိုင်ပြောဆိုပြီးတော့ရင်ကျေးစွာစကလုံးသုံးလုံးပုံလေးတွေကျွန်တော်တို့တယောက်နဲ့တယောက်ဆက်သွယ်ဆက်ဆံရေး communication လေးတွေကောင်းပြီဆိုလို့ရှိရင်အဆင်ပြေပါပြီနောက်ထပ်ကျွန်တော်တို့မျိုးပေါ်မှာနေတဲ့သူကိုပို့ပြီးတော့ဦးစားပေးပြီးတော့ခေါ်ယူမှာဖြစ်ပါတယ်အရေးအချင်းအနေနဲ့ဒီလစာအခွင့်အလမ်းတွေပြီးတော့ performance အပေါ်မှာမူတည်ပြီးတော့လစာနဲ့ salary တွေပြီးရ rate တွေနောက်ထပ်ပြီးတော့ကျွန်တော်တို့ရမယ် KPI နဲ့ KRI နဲ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှောက်ထားသူရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့လစာညှိနှိုင်းပြီးတော့ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ရှောက်ထားပြီးတဲ့အခါမှာ CV ဖောင်ချက်လက်များအရာကြည့်ရှုစစ်ဆေးပြီးတော့လူတွေအနာမျိုးခေါ်ယူမှာဖြစ်ပါအခုကျွန်တော်တို့အလုပ်ခေါ်စာရှောက်လွှာများကို TikTok message box ကနေလည်းကျွန်တော်တို့ဆက်သွယ်နိုင်တယ်လို့ Viber နံပါတ်အနေနဲ့09ခွန်3လုံး83 9900ကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့ရှောက်လာတင်နိုင်ပါတယ်လာရောက်ရှောက်ထားတဲ့ညီလေးညီမလေးတွေအနေနဲ့ကိုချင်းတရားကောင်းမှုတစ်ခုတည်းကိုပဲအမိအယယူလာဖို့ဟာတင်တို့ရဲ့တာဝန်ဖြစ်ပါတယ်အခွင့်အရေးများနဲ့ရပိုင်ခွင့်များနဲ့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုပိုင်းတွေကိုထပ်ဆင့်ပြီးတော့တင်ကြားပြီးတော့ဘဝအဘကချက်တွေကိုပူးပေါင်းပါဝင်ကူညီဖို့ဟာကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်